တားကောင်၏အားနည်းဆုံးနေရာကိုတိတိကျကျပြစ်မှတ်ထားတိုက်ခိုက်လိုက်သည်ထိုမဲလိုက်မှုသည်ဂျက်ဂွာအမခန်းတိကျမှုကြောင့်အဆုံးသတ်သွားပြီးတောအုပ်၏တိတ်ဆိတ်မှုကိုအပြည့်အဝအုပ်စိုးနိုင်စွမ်းဖြင့်ပြောင်းလဲသွားစေသည်ဂျက်ဂွာရှိနေခြင်းကအပင်စားတတဝါကြီးများတွားတတဝါများနှင့်မြေကမ်းပါအနီးတွင်နေထိုင်သောတတဝါများ၏အရေးအတွက်ကိုထိန်းညှိပေးကာဂေဟစနစ်၏အစာကွင်းဆက်ကိုတည်ငြိမ်စေသည်ယင်းလှုပ်ရှားသွားလာရာနေရာတိုင်းတွင်ဂေဟစနစ်၏ဟန်ချက်ညီမှုသည်ယင်း၏အင်အားတိတ်တဆိတ်လှုပ်ရှားနိုင်မှုနှင့်ပတ်ဝန်းကျင်နှင့်လိုက်ရောညီထွေနေထိုင်နိုင်စွမ်းတို့ကိုအခြေခံကပြန်လည်ဖွဲ့စည်းလာသည်မေဇုံတောထဲတွင်ဂျက်ဂွာသည်တောတောင်များကိုသာမဟုတ်ပဲအမောင်ဖုံးသောရေပြင်များစိတ်မြေများနှင့်မြေနှင်းမြင့်ဆုံရာနယ်နိမိတ်တိုင်းကိုပါအုပ်စိုးထားသည်ကိုလံဘီယာအပူပိုင်းမိုးတစ်တော်၏တစ်ပင်ကြီးများအောက်တွင်အရွယ်စား၏တဘာဝစီးမြင့်ကိုဆန့်ကျင်နေတကယ်သို့အသက်ရှင်နေသောယတနာတစ်ပါးရှိနေသည်ယင်းမှာတိတ်ပံအမည် Phyllobates terribilis ဟုခေါ်သော golden poison frog ရွှေအစိတ်ဖားဖြစ်သည်ယင်းသည်ကုန်းမြေပေါ်တွင်အစိတ်ပြင်းဆုံးတတဝါများအနက်အကြီးအကဲဖြစ်သည်ကိုအလျား9စင်တီမီတာခန့်သာရှိတော်လဲယင်း၏အဝါနှင့်လိမ္မောရောင်အသားရည်သည်အလင်းရောင်အောက်တွင်ဆွဲမက်ဖွယ်တောက်ပနေသည်ထို့ကြောင့်စိတ်ဝင်စားဖွယ်မေးခွန်းတစ်ခုပေါ်ပေါက်လာသည်လူတစ်ယောက်၏လက်ချောင်းရွယ်သာရှိသောဖားလေးတစ်ကောင်ကဂျက်ဂွာကဲ့သို့အားကြီးသောတားရဲကိုတောင်အကွာဝေးထားစေသည်မှာဘာကြောင့်လဲအဖြေကတော့ယင်း၏အရေးပြားထဲတွင်ရှိသည်ယင်း၏အရေးပြားတွင် Batrachotoxin ဟုခေါ်သောခေတ်သစ်သိပ္ပံကသိရှိထားသည့်အစိတ်ပြင်းဆုံးအစိတ်တစ်မျိုးပါဝင်သည်ဖားတစ်ကောင်ထဲတွင်ပင်အရွယ်ရောက်လူ10ယောက်၏အာယုံကြောစနစ်ကိုချက်ချင်းရပ်တန့်စေနိုင်လောက်သောအစိတ်ပမာဏပါရှိသည်ငွေများကဲ့သို့ကြိုက်ချင်းအစိတ်ထိုးခြင်းမပြုလုပ်ဘဲယင်း၏အရေးပြားကိုထိတွေ့မိယုံဖြင့်ပင်တိုက်ခိုက်သူအတွက်တေတံနှင့်ညီမျှသည်ထောင်ပေါင်းများစွာသောနှစ်များအတွင်းတားရဲများကတောက်ပသောအယောင်များသည်တဘာဝတော်ရိုင်း၏အပြင်းထန်ဆုံးသတိပေးအမှတ်သားဖြစ်ကြောင်းတင်ယူလာခဲ့ကြသည်ယင်း၏အစိတ်သည်ပရွက်စိတ်များနှင့်ပိုးတောင်မများကိုစားသုံးရာမှရရှိသောအာခဝတ်တက်များကိုအရေးပြားအစိတ်ကလေးများတွင်စုဆောင်းထားခြင်းကြောင့်ဖြစ်သည်အစိတ်ပြင်းလာတော့လဲမိဘတာဝန်ကျေသောတတဝါဖြစ်ပြီးတားပေါက်များကိုကြောပေါ်တင်ကလုံခြုံသည့်ရေကန်ငယ်များသို့တည်ဆောင်ပေးသည် Poison frog သည်ဂေဟစနစ်ကျန်းမာရေးကိုတိုင်းတာနိုင်သည့်အရေးကြီးသောအညွှန်းကိန်းတစ်ခုဖြစ်ပြီးယင်း၏နူးညံ့ထိခိုက်လွယ်မှုကမပျက်စီးသေးသောအမေဇုံတော၏အခြေအနေကိုသတိပေးနေသည်ယင်းသည်တက်တန်ရောင်ကဘာ၏တင်းငယ်တော်လဲအာရင်ကြီးမားသောတိုက်တန်တစ်ပါးဖြစ်ပြီးတဘာဝတော်ရိုင်းတွင်အလှတရားသည့်အကျွမ်းမဲ့ဆွမ်းအားကိုဖုံးကွယ်ထားသောမျက်နှာဖုံးတစ်ခုသာဖြစ်တတ်သည်ဆိုသည့်အချက်ကိုသတိပေးနေသည်အသက်ရှင်နိုင်ရန် Spider Monkey အုပ်စုများသည်ရန်သူများ၏ခြေရာခံမှုကိုရှောင်ရှားနိုင်ရန်နေ့စဉ်ကီလိုမီတာများစွာအဆက်မပြတ်ရွှေ့လျားနေကြရသည်ယင်းတို့၏အစားအစာမှာအဓိကအားဖြင့်မဲ့သောအသီးများဖြစ်ပြီးတစ်နေ့လျင်တကြားတက်ကြွယ်ဝသောအသီးနှင့်2ကီလိုဂရမ်ခန့်စားသုံးကလိုအပ်သောစွမ်းအင်ကိုရယူကြသည်အသီးစေများကိုနေရာအနှံ့ဖြန့်ကျက်ပေးခြင်းဖြင့်မပျက်စီးသေးသောတောအုံများပြန်လည်ရှင်သန်လာစေရန်အရေးပါသောဂေဟစနစ်တာဝန်ကိုထမ်းဆောင်ကြသည်ယင်းတို့သည်အကောင်30အထိပါဝင်နိုင်သောလူမှုရေးဖွဲ့စည်းမှုရှုပ်ထွေးသည့်အုပ်စုများဖြင့်နေထိုင်ကြပြီးကျယ်လောင်သောဟောင်တန်များဖြင့်အချင်းချင်းဆက်သွယ်ကြသည်အန်နီယေကိုတွေ့ရှိသည်နှင့်ကင်းဆောင်မြောက်များကဆူရှသောတတိပေးတံကိုထုတ်လွှင့်ကအုပ်စုတစ်ခုလုံးကိုတစ်ပင်ထိပ်၏အလုံးစုံဆုံးနေရာများသို့ချက်ချင်းရွှေ့ပြောင်းစေသည်Spider Monkey သည်ယင်း၏နေရင်းဒေတာပျက်စီးမှုကိုအလွန်ထိခိုက်လွယ်ပြီးအသက်ရှင်ရန်မူလတောအုပ်ကြီးများကိုကျေပြန့်စွာလိုအပ်သည်တောအုပ်တစ်စတုရန်ကီလိုမီတာဆုံးရှုံးသွားရုံဖြင့်ပင်အញ្ញံရီမြင့်မြောက်များ၏ရှင်တန်ရေးအတွက်ကြီးမားသောကပ်ဘေးတစ်ခုဖြစ်လာနိုင်သည်Spider Monkey သည်ကိုလံဘီယာ၏လွတ်လပ်မှုကိုကိုစားပြုသောအမြင့်ပိုင်းတောအုပ်၏အသက်ဝိညာဉ်ဖြစ်ပြီးလျင်မြန်ဖြစ်လက်မှု၏အံ့ဖွယ်တတဝါတစ်ကောင်ဖြစ်သည်အန်နီယေတစုံတရာကိုတွေ့ရှိသည်နှင့်ကင်းဆောင်မြောက်များသည်ဆူရှသောတတိပေးအော်တန်ကိုထုတ်လွှင့်ကအုပ်စုတစ်စုလုံးကိုတစ်ပင်ထိပ်ပိုင်း၏အလုံးစုံဆုံးရောက်ရှိရန်အခက်အခဲဆုံးနေရာများသို့ချက်ချင်းရွှေ့ပြောင်းစေသည်Spider Monkey များသည်ယင်းတို့၏နေရင်းဒေတာအပိုင်းပိုင်းကွဲသွားခြင်းကိုအလွန်ထိခိုက်လွယ်ပြီးအသက်ရှင်ဖွံ့ဖြိုးရန်မူလတဘာဝတောအုပ်ကျေပြန့်စွာလိုအပ်သည်တောအုပ်တစ်စတုရန်ကီလိုမီတာမျှပျောက်ကွယ်သွားရုံဖြင့်ပင်အញ្ញံရီမြင့်မြောက်များ၏ရှင်တန်ရေးအတွက်ကြီးမားသောကပ်ဘေးတစ်ခုဖြစ်လာနိုင်သည်Spider Monkey သည်အမြင့်ပိုင်းတောအုပ်၏အသက်ဝိညာဉ်ဖြစ်ပြီးလျင်မြန်ဖြစ်လက်မှု၏အံ့ဖွယ်တတဝါတစ်ကောင်ဖြစ်ကိုလံဘီယာနိုင်ငံ၏တဘာဝအနှစ်သာရနှင့်လွတ်လပ်မှုကိုကိုစားပြုနေသည်ကိုလံဘီယာ၏ထူထပ်နှက်ဆိုင်သောတောအုပ်များတွင်ဇီဝမျိုးစုံမျိုးကွဲများအများဆုံးတည်ရှိရာနေရာတွင်တောတစ်ခုလုံးကိုလွှမ်းမိုးထားသောအတန်တန်ပဲ့တင်ထက်နေသည်ယင်းမှာတိတ်ပံအမည် Lotus Seniculus ဟုခေါ်သော Red Howler Monkey အနီရောင်ဟောင်တန်မြောက်ဖြစ်ပြီးတစ်ပင်ထိပ်ပိုင်း၏အတန်ပင်ဟုခေါ်ဆိုနိုင်သည်ဤကိုခန္ဓာတမာသောမြောက်သည်အလေးချိန်9ကီလိုဂရမ်ခန့်ရှိနိုင်ပြီးအမေရိကတိုက်ရှိအကြီးဆုံးမြောက်မျိုးများထဲမှတစ်မျိုးဖြစ်သည်ယင်း၏အထူးခြားဆုံးလက္ခဏာမှာလေချောင်းအတွင်းရှိ hyoid bone ကြီးမားစွာဖွံ့ဖြိုးနေခြင်းဖြစ်ပြီးထိုအရိုးသည်တဘာဝအတန်ချဲဆက် resonance box ကဲ့သို့အလုပ်လုပ်ပေးသည်Howler Monkey ဟောင်တန်သည်128ဒက်ဆီဘဲ128ဒီဂရီအထိပြင်းထန်နိုင်ပြီးတောအုပ်အတွင်း9ကီလိုမီတာအကွာဝေးမှပင်ကြားနိုင်သည်ဤအတန်သည်အော်ဟစ်ချင်းတက်မဟုတ်ဘဲယင်း၏နယ်မြေကိုပိုင်ဆိုင်ကြောင်းကြေညာသည့်သတင်းစကားဖြစ်ပြီးမလိုအပ်သောတိုက်ခိုက်မှုများကိုရှောင်ရှားစေသည်ယင်းတို့သည်ဘဝအချိန်များစုကိုတစ်ပင်ထိပ်များတွင်ကုန်ဆုံးကြပြီးအာဟာရကြွယ်ဝသောအရွက်များနှင့်တောတစ်တီးများကိုအဓိကစားသုံးကြသည်ယင်းတို့၏ဖမ်းဆုပ်နိုင်သောအမီးသည်တတိယလက်ကဲ့သို့အလုလုကနေယူတန်ရာနှင့်ချီသောအားဖြင့်တစ်ကိုင်းများကိုဖမ်းဆုပ်ထားနိုင်ပြီးအမြင့်ပိုင်းတွင်လွယ်ကူစွာသွားလာနိုင်စေသည်သို့သောတစ်ပင်ထိပ်၏ငြင်းချမ်းမှုသည်ကောင်းကင်ယံမှတောင်ပန်တက်တရဲတစ်ကောင်ကဲ့သို့ဟာပေအေဂုတ်ပေါ်လာသည်နှင့်ချက်ချင်းပျက်စီးသွားသည်
တောအောက်ပိုင်းရှိတစ်ပင်ပင်စီများတွင်လည်းဂျက်ဂွာသည်အလွန်စိတ်ရှည်စွာစောင့်ဆိုင်းနေပြီးရင်းဤအားကောင်းသောကြက်သားများဖြင့်တစ်ပင်တက်နိုင်သောအမဲလိုက်ကျွမ်းကျင်သူဖြစ်သည်အန်နီယေကိုစောင့်ကြည့်ခြင်းသည်အုပ်စုတစ်ခုလုံး၏တာဝန်ဖြစ်ပြီးခေါင်းဆောင်များများသည်တန်တရားဖြစ်ပွဲလှုပ်ရှားမှုမှန်သမျှကိုရှာဖွေရန်ပတ်ဝန်းကျင်ကိုအမြဲစောင့်ကြည့်နေကြသည်တားရဲတကောင်ကိုတွေ့ရှိသည်နှင့်အထီးမြောက်သည့်တတိပေးဟောင်တန်ကိုချက်ချင်းထုတ်လွှင့်ပြီးအုပ်စုတစ်စုလုံးကိုရက်တန့်စေကလုံခြုံရာသို့အမြန်ဆုံးဆုတ်ခွာရန်အမိန့်ပေးသည်ရင်းတို့သည်15ကောင်ထိပါဝင်သောအုပ်စုများဖြင့်နေထိုင်ကြပြီးပူးပေါင်းဆောင်ရွက်ခြင်းသာလျှင်အစာရှာနေသောတားရဲကြီးများ၏လက်သေးများမှလွတ်မြောက်နိုင်သည့်တစ်ခုတည်းသောကာကွယ်ရေးနည်းလမ်းဖြစ်သည်ထို့ပြင်ရင်းတို့သည်တောအုပ်၏အင်ဂျင်နီယာများလည်းဖြစ်ကြပြီးအစိတ်များကိုဖြန့်ဝေပေးခြင်းအပြင်ကိုလံဘီယာတောအုပ်များ၏ဇီဝမျိုးစုံမျိုးကွဲများဆက်လက်ရှင်သန်ဖွံ့ဖြိုးရေးအတွက်အရေးပါသောအခမ်းကဏ္ဍကိုထမ်းဆောင်ကြသည်ရထဝမကေသည်ရှေးဦးတဘာဝတေဂီတာ၏အုတ်ထင်းသူဖြစ်ပြီးမြူများနှင့်တိရွက်များကြားတွင်အုပ်ဆိုးနေသောတီးခံမှုနှင့်ရှင်သန်နိုင်စွမ်း၏တင်ကေတာတစ်ခုဖြစ်သည်အမြဲဆူဆွနေသောတောအုပ်၏ပတ်ဝန်းကျင်ကြောင့်ရင်းကြီးများကပြင်းရတတဝါ၏အမွေးများကိုအစိမ်းရောင်တန်းစေပြီးတဘာဝထဲတွင်အကောင်းဆုံးဖုံးကွယ်နိုင်သောအယောင်သွေးကိုပေးစွမ်းသည်ဤအပင်နှင့်အတူတကွအသက်ရှင်နေသည့်တဘာဝဆက်ဆံရေးကြောင့်ကောင်းကင်ဘော်တွင်လှည့်လည်ကင်းလဲနေသောဟာပီလင်းယုံ၏ထက်မြက်သောမျက်စိမှလည်းရင်းကိုမမြင်နိုင်အောင်ဖုံးကွယ်ပေးထားသည်ဒီတတဝါသည်ရည်ရွယ်ချက်ရှိရှိအလွန်လေးကွေးစွာလှုပ်ရှားပြီးတစ်နေ့တာလုံးတွင်မီတာ38ခန့်သာရွေ့ရနိုင်သည်ရင်းဤ10စင်တီမီတာခန့်ရှည်လျားကကွေးနေသောလက်သေးများသည်တန်ကျိတ်များကဲ့သို့အကိုင်းခန့်များကိုခိုင်မြဲစွာစုပ်ကိုင်ထားနိုင်ပြီးကြွက်သားအားအများကြီးမသုံးဘဲတကိုင်းပေါ်တွင်တွဲလောင်းနေနိုင်စေသည်ထူးခြားသောကြောရုပ်ဖွဲ့စည်းပုံကြောင့်ကိုယ်ခန္ဓာကိုမလှုပ်ရှားဘဲခေါင်းကို280ဒီဂရီအထိလှည့်ကာပတ်ဝန်းကျင်ကိုစောင့်ကြည့်နိုင်သည်ရင်းဤဇီဝဖြစ်စဉ်လုံးသည်ကုန်းနေနိုးတိုက်တတဝါများအနက်အနည်းဆုံးဖြစ်ပြီးအရွက်တစ်နက်ကိုအစာချေရန်တလခန့်ပင်ကြာနိုင်သည်တပတ်လျင်တစ်ကြိမ်သာတစ်ပင်ပေါ်မှဆင်းကအခြေခံဇီဝလိုအပ်ချက်များကိုဖြည့်ဆည်းရန်တောကျမ်းပြင်သို့အန္တရာယ်များသောခရီးကိုတွားရသည်မြေပြင်ပေါ်ရောက်သောအခါဂျာဂွာ၏တိုက်ခိုက်မှုကိုအလွန်ခံရလွယ်တော့လဲတစ်ပင်ပေါ်သို့အမြန်ပြန်တက်နိုင်သည့်အခါတွင်ရင်းဤလုံခြုံမှုကိုပြန်လည်ရရှိသည်ရင်းသည်အာဟာရဓာတ်များကိုတည်ဆောင်ပေးသူဖြစ်၎င်းရင်းဤအမွေးပေါ်တွင်သာအသက်ရှင်နိုင်သောသေးငယ်သည့်ဇီဝမျိုးစုံမျိုးကွဲများ၏နေထိုင်ရာဖြစ်၎င်းအရေးပါသောဂေဟစနစ်တာဝန်ကိုထမ်းဆောင်နေသည်ခြေသုံးချောင်းပြည့်တတဝါသည်ကိုလံဘီယာတောအုပ်၏တိတ်ဆိတ်မှုကိုစောက်ရှောက်သောအုတ်ထင်းသူဖြစ်ပြီးငင်းကျန်းစွာလိုက်ရောညီထွေစွာရှင်တန်နေထိုင်နိုင်မှု၏အံ့ဖွယ်လက်ရာတစ်ခုဖြစ်သည်